အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ MBA channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့နှာစေးတဲ့ဖို့လိုတယ်ဆိုတဲ့ပုံမြင်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်တခါကတော့ကြီးတော်မှာအချင်းသိမင်းကြီးတကောင်အုပ်ဆိုးတယ်အချင်းသိမင်းကြီးဆိုပေမဲ့လည်းသူ့မှာဘာသားတပည့်မှမရှိဘူးဒီနေ့မှာတော့ချင်းသိကြီးကငါဒီတော့ရဲ့ပြင်ဖြစ်ပေမဲ့ငါမှအချွေရန်လည်းမရှိပါလားဟုတွေးပြီးအချွေရန်ရှာရန်တော်ရဲကိုထွက်ခွာလေခဲ့တယ်ထိုကပြောင်းကိုဖုန်းနေတဲ့ဝက်ဝင်ကြီးကိုသွားတွေ့တာပေါ့ပြားကောင်လေးဘလူးပြန်နေပေမဲ့အစားမပြတ်အတောက်မပြတ်တဲ့ဝက်ဝင်ကြီးကိုကြည့်ပြီးဝက်ဝင်ကတော်တော်အရေးထူတာပဲကြားတုတ်ထားတော့မဖြုံဘူးငါသူ့ကိုတပည့်မွေးရမယ်လို့တွေးကဝက်ဝင်ကြီးကိုခေါ်ပြီးသူ့တပည့်အလုပ်ဖြစ်လောက်ရန်ပြောလိုက်တာပေါ့ဘဝကြီးကလည်းဒေါ်ပြင်ရှင်သေးကိုကြောက်တော့ရှင်သေးနောက်ကိုလိုက်ပါလာခဲ့လေတယ်နောက်တနေရာရောက်တော့ဒီပင်ပေါ်မှာတည့်သီးတွေကိုမိုးရွာချသလိုလောက်ခါချနေတဲ့မြောက်တကောင်ကိုတွေ့တယ်ရှင်သေးကြီးကလည်းအိုးအတင်မြောက်တိတ်ဆွမ်းပါလားအတင်ကိုကြိုးတစ်ပဲဖြစ်မွေးမယ်ကျုံနဲ့လာနေပါလို့လမ်းအောင်ပြောလိုက်တယ်မြောက်ကလည်းအဲ့လိုမှန်းသိကျွန်တော်အမြင့်ပါလှန်ပြပါတယ်လို့ခက်ကြွကြွလေးပြန်ပြောလိုက်တာပေါ့ဘာပဲဖြစ်ဖြစ်ရှင်းသေးရတယ်ပဲဖြစ်သွားရင်သူစားတာတော့မခံရတော့ဘူးတခြားအကောင်တွေလည်းရှင်းသေးအချိန်ဝါနဲ့ရမမူရဲတော့ဘူးဆိုတဲ့အသည့်နဲ့ရှင်နေမင်းကြီးတပည့်ဖြစ်ကိုခြေချင်းနဲ့နဲ့ကြီးခံယူလိုက်ကြတယ်ငါမှတပည့်နှစ်ယောက်တော့အားကိုလို့ရပြီနောက်ထပ်ကိစ္စတစ်ခုခုကိုတိုင်ပင်ဆွေးနွေးဖို့နောက်ထပ်တစ်ယောက်လောက်ထပ်ရှာရမယ်လို့ရှင်သေးကြီးကပြောတော့မြောက်ကတောထဲမှာပညာအရှိဆုံးကဈေးကွက်ပါဈေးကွက်ကိုခေါ်လိုက်ပါလို့အကြံပေးလေတယ်ဒုက္ခချင်းသေးမင်းကဈေးကွက်ကညမင်းသာညမှသာအလုပ်လုပ်တဲ့ကောင်ပြီးရင်အခေါင်းထဲကမထွက်ရှင်ဘူးငပြင်းလို့ပြန်ပြောလိုက်တယ်ဘောဝန်ကလည်းဒီလိုဆိုယုံကိုခေါ်လိုက်ပါယုံကပညာရှိတယ်ဒါလည်းမဖြစ်တော့ဘူးယုံကအရေးအကြောင်းဆိုအသေးငယ်တယ်ကြောက်လန့်တတ်တယ်ပြီးရင်ဟိုပုံးဒီပုံးနဲ့နောက်တော့ तू မဟုတ်တယ်လို့ပဲမြောက်ကလည်းရှင်နေမင်းကြီးအဲ့လားပညာရှိတွေရဲ့သဘောတဘာဝပဲပညာရှိဆိုတာအဲ့ဒီလိုပဲလို့ဝင်ပြောရင်းနောက်ဆုံးယုံကိုအတိုင်းမင်းကနေရာမှာထားဖို့သဘောတူလိုက်ကြလေတယ်ရှင်နေမင်းကြီးကလည်းသူဟာတော့ပြင်ဖြစ်တယ်ဒီတော့ထဲမှာရှိတဲ့တရဝအားလုံးသူ့မိန်တိုင်းနေရမယ်သူလည်းတရားမျှတစွာအုပ်ချုပ်မယ်လို့ပြောလေတယ်ရှင်သေးဆိုတာအသားစားတော်ဝါဖြစ်တယ်သူကရှေတို့တမင်တို့ကိုတက်စားမဲ့လှုပ်တိုင်းဝဝမြောင်းနဲ့ယုံတို့ကမလှုပ်သင့်ဘူးဘယင်းဆိုတာအနိုင်မကျင်းရဘူးတရားမျှတမှုရှိရတယ်ပြည်သူကိုမနှိမ့်ဆက်ရဘူးစသဖြင့်အမျိုးမျိုးတားတာပေါ့အဲ့လိုတားပါများလာတော့ရှင်သေးကြီးကဒီတိုင်းစားသူတို့ကငါအနားမှာဆက်ထားနေရင်ငါစားကျင်တာမစားရငါလှုပ်ချင်တာမလုပ်ရနဲ့ဖြစ်တော့မယ်လို့တွေးမိပြီးအကြံတစ်ခုကြံစီလိုက်တယ်ထိုကြံကတော့သူမိတာကိုအမှန်တိုင်းဖြေဖို့ပါသူအကြံနဲ့လောက်ထားတာဆိုတော့သူနားမှာရှိတဲ့ဝက်ဝွန်မြောက်နဲ့ယုံတို့ကိုအရင်မေးလေတယ်ကဲဝက်ဝွန်ရှေ့ကိုဒိုးစံငါမေးတာကိုအမှန်တိုင်းဖြေမဖြေရင်တဖို့သာပြင်းလို့ပြောပြီးသူ့ရဲ့ပါဇက်ကြီးကိုအကျယ်ကြီးဟပြီးငါရဲ့ရွှေအာဂရင်းတော်ကဗန်နိုင်ရတယ်လေမှန်မှန်ပြောစမ်းလို့ပြောလိုက်တယ်ဝက်ဝွန်လဲရှင်သေးရဲ့ပါဇက်အဝတို့နှာခေါင်းကိုထိုးသွင်းပြီးမှန်လားပါရှင်သေးမင်းရဲ့အာဂရင်းတော်ဟာ9ရက်လောက်ပုတ်နေတဲ့ခွေးသေးပုတ်ကောင်ရဲ့အလန့်လိုလန်စုံလာပါတယ်လို့ပြန်ဖြေလိုက်တယ်ထို့ကအကျဉ်းသမားရှင်သေးကဘာငါရွှေအာဂရင်းကခွေးသေးပုတ်ကောင်ဆိုနန်းလေဟုတ်လားဒေါသကြီးဝုံဝုံမော်တို့ခေါ်အောင်ပြီးတက်ပြက်လိုက်တယ်ဒီတော့မြောက်ကိုလည်းခိုးစီတဲ့သူ့ရဲ့ပါဇက်ကိုဟာပြီးဘာနဲ့ရတယ်လဲထက်မေးတယ်မြောက်လဲအမှန်တမ်းပြောရင်လဲဝုံဝုံလို့အသက်ခံရမယ်အဲ့တော့အမှန်တမ်းပြောလို့လည်းမရဘူးဟုတွေးပြီးရှင်နေမင်းရဲ့ပါဇက်ကိုအနံ့ခံပြီးရှင်နေမင်းကြီးရဲ့ရွှေအာဂရင်းတော်ကပန်းမောင်းစုံစုတည်ထားသလိုပန်းရနံဘောင်းစုံတို့ရဲ့ရနံ့ကိုရပါတယ်ခမများလို့ဖားပြီးပြောလိုက်လာပေါ့ထိုခါမှာတော့အချင်းသေးကစိတ်လွန်ဆိုးပြီးမင်းကကလင်ကြီးပဲတော်တော်ညာတဲ့မြောက်တော်တော်ဖားတဲ့မြောက်အဲ့လိုဖားတဲ့ကောင်တွေကြောင့်
လူကြီးတွေတောက်ကျင်ပါကုန်လားတို့နိုင်ငံနဲ့အာဏာသိမ်းတာပေါ့လေအသားစားတဲ့ပါဇက်က balance ရတယ်ဆိုလိန်နာပဲလို့ပြောပြီးမြောက်ကလည်းလေပင်ညှစ်ကင်ပေါက်တက်ပစ်လိုက်တယ်ရှင်သေးကအကြမ်းနဲ့ပြောနေခြင်းဖြစ်တယ်သူသားစားကျင်တာကိုလိုက်တားနေတဲ့သူတပည့်တွေကိုဒီတိုင်းပြစ်မဲ့တက်ရင်လည်းတောပြင်မတရားရောက်မှာဆိုလို့တရားတော်နည်းနဲ့တတ်ဖို့အကြံစီနဲ့မင်းနေခြင်းဖြစ်တယ်နောက်ဆုံးတော့ယုံတကောင်သားကြံတော့တာပေါ့ယုံမှာလဲရှင်သေးကိုအလွန်ကြောက်နေရမှန်တဲ့တိုင်းနန်းနေပြောရင်လဲအသက်ခံရမယ်မနန်ဘူးမွေးတယ်ပြောရင်လဲအသက်ခံရမယ်ကြည့်ပြီးပြန်ပြေဖို့ပဲသူဆုံးဖြတ်ထားတာပေါ့လေကဲယုံရှေ့တိုးပြောငါပါဇက်ကဘာနိုင်ရလဲယုံလဲဘယ်လိုလုပ်ရမယ်မှန်းလဲမသိအလွန်အကြံအိုက်နေပြီးတချို့အနံ့ခံနေပြီမဲ့လဲဘာအနံ့ရပြီလို့ပြောရင်ခဏနေတော့ယုံကအကြံခုရသွားပြီငါစေးကြည့်အောင်စောင်းလိုက်တာပါပဲတရှိရှိနဲ့ငါချွန်လေးရှင်နေမင်းကြီးကျွန်တော်ရှင်နေမင်းကြီးကိုလိမ့်ညမပြောချင်ပါဘူးအခုအရှင်နေမင်းကြီးရဲ့အာဝရင်းတော်ကိုကျွန်တော်မျိုးအနံ့ခံကြည့်ပေမဲ့ကျွန်တော်မျိုးနှာစီးနေသောကြောင့်ဘာအနံ့မှမရဖြစ်နေပါတယ်ကျွန်တော်မျိုးကိုခွင့်ရတစ်ခုပေးပါကျွန်တော်မျိုးနှာစီးပြောက်အောင်အရင်စေးကုတ်ပြီးမှပြန်လာခဲ့ပါမယ်လို့ပြောလိုက်တာပေါ့ဒီကချင်းသေးကတရားသဘောအရာလက်ခံမပေးလို့မဖြစ်တဲ့အရာမလို့လက်ခံပေးလိုက်တယ်အေးဒါဆိုလဲမျက်နှာစေးသွားကုတ်ပြီးပြန်လာခဲ့လို့ပြောပြီးယုံကိုအသက်ချမ်းသာရာဘေးရနေပြီးလွတ်လိုက်တယ်အဲ့ဒီနေ့ကစားပြီးယုံကလည်းအသက်ဘေးမှချမ်းသာရာရပြီးရှင်နေမင်းနဲ့ဝေးရကိုထွက်ပြေးသွားလေတော့တာပေါ့ပုံမြင်လေးကတော့ဒါပါပဲခင်ဗျာနားထောင်ပြီးတဲ့မိတ်ဆွေအားလုံးကျမ်းမာချမ်းသာကြပါစေ